လိုက်စားပါပြီ Happy New Year ပါ Happy New Year အခုလိုပဲပြန်လဲတွေ့ရတာအရမဲဝမ်းသာပါတယ်လို့သူတစ်ပြေဒီနေ့မှာချစ်စွာတော့ကျမရဲ့ coach နဲ့ပြန်လဲပြီးတွေ့ဆုံရတယ်အရမဲဝမ်းသာပါတယ်လို့ကြည့်ရတာလည်းအမြဲတမ်းပဲနှုတ်ပြနေပေါ့နော်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်တတိယကိုဝန်ဆောင်ထားတာဖြစ်တယ်မကြမီလဲမွေးတော့မှဖြစ်တဲ့ခါမှာအများကြီးပဲဂုဏ်ယူပါတယ်လို့ကလေးမိခင်တယောက်အနေနဲ့ဒီစီးပွားရေးလုပ်ငန်းကိုနော်အောင်မြင်စွာနဲ့လှုပ်ဆောင်နိုင်တဲ့ခေါင်းဆောင်တယောက်လည်းဖြစ်တဲ့အခါမှာအများကြီးပဲဂုဏ်ရပါတယ်လို့အများကြီးလည်းဝမ်းသာတယ်ဝင်လာပေးတဲ့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ညီမလေးဟောင်းလေးပဲမအားရချားထရနဲ့လည်းဝင်လာပေးတယ်ပေါ့နော်ကိုရဲ့စီးပွားရေးလုပ်ငန်းတိုးတက်ဖို့ရန်အတွက်ခုလိုဝင်လာပေးတယ်ကျေးဇူးတင်တယ်လို့လည်းရှေ့ဥစွာပြောချင်ပါတယ်ကဲဒါဆိုလို့ရှင်တော့လေကျမရဲ့ Sunny Rock page နဲ့အတူပဲ Elizabeth Sinho page တွေပြီးတော့မှ How Yes page တွေထဲမှာကျမတို့ကိုကြည့်ရှုနေတဲ့ audience တွေအားလုံးကိုမင်္ဂလာပါလို့လည်းနှုတ်ဆက်ချင်တယ်လို့အခုဒီနေ့ကဒုတိယနေ့ပေါ့နော်ဆိုတော့ချို့နေရာမှာတတိယနေ့ဖြစ်တဲ့နေ့တစ်ပဲဖြစ်နေတဲ့အခါမှာမင်္ဂလာရှိတော့နေ့တစ်ဖြစ်ပါစေလို့လည်းနှုတ်ဆက်ချင်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျမတို့ဒီနေ့ရဲ့ topic လေးတွေမသွားခင်မှာဆက်လက်ပြီးတော့မှာပေါ့နော်ကျမတို့ရဲ့မိတ်ဆွေအားလုံးတည်သွားအောင်မိတ်ဆက်ခြင်းနဲ့အစားပြုချင်ပါတယ်လို့ coach Elizabeth မိတ်ဆက်ပေးစေချင်ပါတယ်လို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါတွေ့ရတော့ဝမ်းသာပါတယ်ကျမနာမည်ကတော့ Elizabeth Sianwe ဖြစ်ပါတယ်ကျမနေတာကတော့ San Francisco Bay Area မှာနေတာဖြစ်ပါတယ်လို့ကျွန်မမှာလောဆယ်သား2ယောက်ရှိပြီးသွားပြီတတိယကိုဝင်ကိုဒီလထဲမှာမွေးမှာပေါ့နော်ဆိုတော့ကိုဝင်ဆောင်ရင်းနဲ့ဒီစီးပွားရေးကိုလုပ်ကိုင်နေတာဖြစ်တယ်လှုပ်လာတာအခု2020ခရီးလှုပ်လာတာဖြစ်တဲ့အတွက်9နှစ်6နှစ်ဒီပါရှိနေပြီပေါ့နော်ကျေးဇူးတော်ကြောင့်ဒီစီးပွားရေးအောင်မြင်ခြင်းတွေကြောင့်ကျွန်တော်တို့ဘဝတစ်ခုလုံးကိုပြောင်းလဲတဲ့ပြင်ကိုအခုဆိုရင်ကျွန်တော်ပြင်မှာလှုပ်လှုပ်ခြင်းမရှိပဲဒီစီးပွားရေးဝင်ငွေကြောင့်မို့လဲမိသားစုရဲ့တည်နိုင်တဲ့အပြင်ကိုဒါမှလည်းဖျားမှုတော်ဆောင်နေတဲ့သူ full time ပေါ့နော်ဖျားမှုတော်ဆောင်ရင်းနဲ့ဒီစီးပွားရေးရဲ့ဝင်ငွေပေါ့နော်ဖျားပေးတဲ့ကောင်းကြီးမင်္ဂလာတွေပေါ့နော်ခံစားရတယ်ဆိုတော့ကိုတွေးပြောချင်တယ်အခုတော့ဆိုတော့ FG အတင်းတော်ရဲ့တင်အုပ်ဆရာမပေါ့နော် FG Bay Area ဒီ San Francisco Bay Area တင်တော်ရဲ့တင်အုပ်ဆရာမတယောက်လည်းဖြစ်ပါတယ်လို့အားလုံးကိုတွေ့ရတော့ဝမ်းသာပါတယ်ကျမတို့ live ကိုကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးကြပါအောင်လို့လည်းပြောချင်ပါတယ်ဟုတ် Thank you ပါညီမလေးဟောင်းဟုတ်ကဲ့ပါကျမနာမည်ကတော့မေသက်ခန့်ဟောင်းလို့ခေါ်ပါတယ်လို့ကျမကဩစတြေးလျနိုင်ငံမဲဘုန်းမြို့မှာမိသားစုနဲ့တူနေထိုင်ရင်းနဲ့ kindergarten educator တယောက်ဖြစ် full time အလုပ်လုပ်ရင်းနဲ့အတူဒီ digital online business ကို plan B အနေနဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်လို့ကျမကအခုလိုမျိုးပေါ့နော် online ကနေပြီးမှအလုပ်လုပ်ချင်တဲ့လူတွေကိုကူညီပေးနေတဲ့ mentor တယောက်ဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်လို့ပြောချင်ပါတယ် thank you ပါအမပိတ်ထားတယ်နော်မြုပ်ဖြစ်နေတယ်ပိတ်ဖွင့်လိုက်ပြီဆိုပြီးတော့မှလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမနာမည်က Sarote Sunny လို့ခေါ်ပါတယ်ကျမကတော့ Washington DC မှာမိသားစုနဲ့တူနေထိုင်တာဖြစ်ပါတယ်ကျမမှာ special need တားနဲ့သမီးလေးအတူတူရှိတာဖြစ်တယ်သူတို့ကိုကြည့်ရှုရင်းနဲ့အိမ်မှာနေပြီးတော့မှအချိန်ပိုင်းလေးဒီစီးပွားရေးလုပ်ငန်းကို plan B အနေနဲ့ကျမကလုပ်နေတာဖြစ်ပါတယ်လို့မိတ်ဆက်ပေးချင်ပါတယ်စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေအားလုံးကိုအထူးပဲဝမ်းမြောက်စွာနဲ့ကြိုဆိုရဲဆိုတဲ့အကြောင်းလည်းရှေ့ဥစွာကြိုဆိုနှုတ်ဆက်ပေါ့နော်နှုတ်ခွန်းဆက်စကားလေးပြောချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အခုခါမှာကျမတို့နှစ်တစ်နှစ်ကိုကူးပြောင်းသွားပြီဖြစ်တယ်2025ကိုကြော်ဖြတ်ပြီးတော့2026နှစ်တစ်ကိုကျမတို့လောလောလတ်လတ်ပူပူနွေးနွေးရှိသေးရပေါ့နော်ကျမတို့ဆိုလို့ရှိရင်ဒီနေ့ဒုတိယနေ့ဖြစ်တယ်ဒါပေမဲ့ Aussie ဘက်မှာဆိုလို့ရှိရင်တတိယနေ့ကိုရောက်သွားပြီဖြစ်တယ်ဒါပေမဲ့အခုခါမှာဆိုလို့ရှိရင်တကယ်ပဲအရမ်းပဲပူပူနွေးနွေးဖြစ်နေတဲ့အချိန်ခါလေးဖြစ်ပါတယ်လို့ဆိုတော့နှစ်တစ်နှစ်တွေအချိန်တိုင်းတွေပြောင်းသွားတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်တိုင်းထဲမှာကိုယ့်ရဲ့လုပ်ငန်းတွေထဲမှာကိုယ့်ရဲ့စီမံကိန်းပေါ့နော်ဆိုတော့ခါမှာကိုကဘယ်လောက်ထိဘာတွေလုပ်ခဲ့ပြီးပြီလဲကျမတို့တွေမနေ့ကလည်းကျမတို့တွေဆက်ပြန် review လုပ်သွားပြီပေါ့နော်ဆိုတော့ခါမှာဒီနေ့မှာဆိုလို့ရှိရင်လည်းပဲကျမတို့ဒီနေ့အခု2026ထဲမှာဘာတွေလုပ်ကြမလဲဆိုတဲ့ plan တွေကျမတို့လှုပ်ဆောင်ခြင်းတဲ့အရာလေးလုပ်မယ့်အရာလေးလို့ကျမတို့ကဆွေးနွေးသွားမှာဖြစ်ပါတယ်လို့ကျမတို့ရဲ့မိတ်ဆွေတွေလည်းပဲ2026ပေါ့နော်နှစ်တစ်ပဲရှိသေးတဲ့အခါမှာတစ်နှစ်လုံးကျမတို့ရှောက်ရအောင်မှာဖြစ်တယ်ဆိုတော့ဒီတစ်နှစ်လုံးမှာမိတ်ဆွေတွေရောဘာတွေလုပ်ဖို့အတွက်စီစဉ်ထားပေးပြီလဲမစီစဉ်ရသေးဘူးဆိုလို့ရှင်လဲအခုကနေစီစဉ်ပြီးတော့မှပြင်ဆင်ပြီးတော့မှ2025မှာတကယ်ပဲဖခင်ရဲ့ကောင်းမြတ်ခြင်းတွေပေါ့နော်ခံစားပြီးတော့မှတကယ်ပဲဒီနေရာမှာကျမတို့ဝင်စားဖို့ရအတွက်လဲစူးစမ်းအထောက်ကြရအောင်ပေါ့နော်တကယ်ပဲ plan တွေဆွဲပြီးတော့မှလှုပ်ဆောင်ကြအောင်ဆိုပြီးတော့မှလဲintro အနေနဲ့လည်းပြောချင်တာဖြစ်ပါတယ်လို့အကဲကျမရဲ့ဒီမှာချစ်စွာတော့ coach ကိုပထမဦးစွာပေါ့နော်ကျမဆွေးနွေးစေချင်တဲ့အကြောင်းအရာလေးကိုပြောမေးချင်ပါတယ်လို့အဲ့ဒါကတော့2026ခုနှစ်မှာ
ကျမတို့တွေအခုဝင်ရောက်လာပြီဖြစ်တဲ့အခါမှာဒီ coach အနေနဲ့ကော2026ခုနှစ်မှာဘာတွေလှုပ်ဆောင်သွားဖို့ရှိတယ်လဲပြီးတော့မှလည်း2026ခုနှစ်မှာပေါ့နော်ကျမတို့ကတော့ digital စီးပွားရေးလုပ်ငန်းကိုလုပ်နေတာဖြစ်တယ်ဒီ online စီးပွားရေးအများကြီးထက်ကလည်းတစ်ခုဖြစ်တဲ့အခါမှာဒီ digital လို့ခေါ်တဲ့ဒီစီးပွားရေးလုပ်ငန်းကိုဘယ်လောက်ထိတောင်မှပေါ့နော်တွင်ကျယ်လာမှုရှိတယ်လဲပေါ့ဘယ်လိုလူတွေကရောဒီစီးပွားရေးလုပ်ငန်းမှာလုပ်ခွင့်ရတဲ့အကောင်းဆုံးဖြစ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျမတို့ကိုဆွေးနွေးပေးစီချင်ပါတယ်လို့အချိန်နိုင်ပေးချင်ပါတယ်လို့ ဟုတ်ကဲ့ပါဟုတ်ကဲ့အရန်ကောင်းတဲ့မိကုန်းဖြစ်တယ်2026ပေါ့နော်ကျွန်တော်ဘယ်လိုပြင်ဆင်ကြလဲဘယ်လိုစီစဉ်ကြလဲဆိုတဲ့အရာလေးပေါ့နော်ကျွန်တော်တော်တော်များကတော့နှစ်သိကူးသွားပြီကျွန်တော်ယုံကြည်ချက်အများကြီးရှိတယ်တချို့လူရစပြည့်သီးစားပါလို့ဘာလို့ပေါ့နော်စပြည့်သီးစားပါလို့ဘာလို့ပေါ့နော်ခောက်ဆွဲစားပါလို့အမျိုးမျိုးပေါ့နော်ကိုယ့်ရဲ့ယုံကြည်မှုတစ်ခုပါပဲဒီနှစ်ကအလွန်ပင်ကောင်းကြီးခံစားမယ်နဲ့အလွန်ပေါ့နော်ဒီနှစ်မှာဆိုတော့ပြောသလိုစပြည့်သီးစားလို့ရီးစားရမယ်လို့မျှော်လင့်ရင်လည်းရီးစားရနိုင်ပါတယ်မစားဘဲနဲ့လည်းရနိုင်ပါတယ်ဒါပေမဲ့စားလိုက်တဲ့ခါကျကိုရီးယားဘယ်လိုလဲဆိုတော့ကျမတို့ရဲ့ယုံကြည်မှုတွေပါတယ်တစ်ခုခုလှုပ်လိုက်တဲ့ခါမှာအဲ့ဒီအတွက်ငါလှုပ်တယ်ဆိုရရည်ရွယ်ချက်တစ်ခုနဲ့လှုပ်တယ်အဲ့ဒီအတွက်ယုံကြည်မှုပေါ့နော်ဆိုတော့ godly belief ရှိတယ် ungodly belief ရှိတာပေါ့နော်ဆိုတော့ခါကျကျွန်တော်ဒီဟာလှုပ်လိုက်တယ်ဆိုရင်ကျွန်တော်ညီမပြည်လူတွေရဲ့အတွေးခေါ်မှတစ်ခုရှိတယ်ဒီဟာလေးကိုငါလှုပ်လိုက်ဒီဟာပေးလိုက်တယ်ဆိုရင်ငါဒီဟာပြန်ရမယ်ဆိုတဲ့အတွေးခေါ်အများကြီးရှိတယ်မလှုပ်ဘဲနဲ့တော့ရနိုင်ပေမဲ့လှုပ်လိုက်တဲ့အခါမှာဒီအတွက်ရည်စူးပြီးတော့လှုပ်တယ်ဆိုရဲပေါ့နော်ယုံကြည်မှုတစ်ခုရှိတာပေါ့လေနော်ကွယ်လွန်ပြီးသားသူတွေကိုလည်းယေရှုပြီးတော့ရေစက်ချတာတော့ဘာလို့ပေါ့နော်အမျိုးမျိုးပေါ့ဒါတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ belief လေးဖြစ်တာပေါ့လေနော်ဆိုတဲ့အခါကျကျွန်တော်ပေါ့ဆန္ဒပြောသလို2026ခုနှစ်မှာလည်းကျွန်တော်တို့ကဒီတိုင်းပဲဖြစ်ကြော်တာ2025ကိုကျွန်တော်တိုင်ခင်ကုန်ခင်မှာလည်းကျွန်တော် vision board တွေပါလုပ်ခိုင်းတယ်ဆိုတော့ vision နဲ့ပတ်သက်ပြီးတော့မဘယ်လိုဆွဲချရမလဲဒီ2026ခုနှစ်မှာဘာတွေပေါ့နော်ဘယ်လိုမျှော်လင့်ရမလဲဆိုတဲ့အရာတွေအများကြီးကိုကျွန်တော်တို့က plan နေချထားတော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်တချို့တွေကတော့ဘာလာပါအကောင်းဆုံးဖြစ်မယ်ဆိုပြီးဒီတိုင်းပဲဒီတိုင်းပဲဘယ်လိုပြောမလဲဆူတောင်းနေကျွန်တော်ပေါ်လာတဲ့အရာဒါတွေဖြစ်မယ်ကောင်းတဲ့အရာဖြစ်မယ်ဆိုပြီးတော့မျှော်လိုက်တယ်အဲ့ဒါပြီးတော့ရင်စိတ်တွေးလိုက်တဲ့အရာတစ်ခုဖြစ်သွားတယ်ဒါပေမဲ့ကိုကတကယ်ပဲ serious ထားပြီးတော့မှ plan နေပုံစံနေနဲ့ချရေးတဲ့အခါမှာအဲ့ဒီဟာကိုအမြဲတမ်းမှတ်မိတယ်နှစ်တစ်တုန်းကငါဒီဟာတွေကိုနှစ်အကူအပြောင်းဖြစ်တဲ့အခါမှာ something new coming ပေါ့နော်ဆိုတော့အတွေးကိုကျွန်တော်မှရှိတယ်အဲ့ဒီဟာကိုအုံနောက်ထဲမှာပဲရှိတဲ့အခါမှာပျောက်ကွယ်သွားတယ်ခဏလေးပဲတရက်ခံမယ်နှစ်ရက်ခံမယ်တစ်လခံမယ်ပေါ့နော်ဒါပေမဲ့ကိုကချရေးလိုက်တဲ့အခါမှာအဲ့ဒီဟာကမမေ့တော့ဘူးပေါ့နော်မမေ့တော့ဘူးဖြစ်တယ်အဲ့ဒီကငါလှုပ်ခဲ့တဲ့ငါဟာရတင်တယ်ရပြီဆိုတော့ယုံကြည်မှုတစ်ခုလည်းကိုယ့်ထဲမှာအမြဲတမ်းအမှတ်သားတစ်ခုအနေနဲ့ထင်ကြံခဲ့တယ်ပေါ့နော်အဲဒါကြောင့်2026ခုနှစ်တော့ကျွန်တော်တို့က vision board တွေဘာတွေရေးရင်အရန်ကောင်းတယ်ပြည့်စုံတဲ့အရာတွေရှိတယ်တခြားကျ2025ခုနှစ်မှာပြည့်စုံခဲ့တဲ့အရာတွေလည်းရှိတယ်မပြည့်စုံခဲ့တဲ့အရာတွေရှိရင်လည်းပြည့်စုံခဲ့တဲ့အရာတွေကိုကျွန်တော် vision မှာပြန်ရေးတဲ့ thank you ပေါ့နော်မပြည့်စုံခဲ့တဲ့အရာတွေဆိုရင်လည်းဒီနှစ်မှာပြည့်စုံမယ်ဆိုပြီးတော့ roll over ပြန်လုပ်သွားတယ်ပေါ့နော်ဆိုတော့အရာတွေကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့2025ခုနှစ်ကတော့ကျွန်တော်ဆိုရင်လည်းအရန်ပြီးစီးတယ်အရန်လင်းမြန်တယ်လို့ခံစားရတယ်အရန်မြန်ဆုံးစွာနဲ့ပြီးဆုံးလို့ခံစားပြီးတော့ကျွန်တော်တို့နှစ်စကလေးက Revive America လုံးမဲ့ကိစ္စနဲ့ဆရာကြီးတွေခေါ်မဲ့ကိစ္စတွေနဲ့ဆိုတော့ကျွန်မဆိုရင်ဟိုအရန်ကြီးသေးတယ်မလား January ကနေ March ကဘုံကနေကူသွားသလိုပဲအရန်မြန်လို့ကအဲ့ဒါနဲ့လှလေလောက်မကြခင်ရောက်သွားပြီးဒီဘက်ချမ်းရောက်လာတဲ့ခါကျတော့လေဆန္ဒပြောကိုဝင်ဆောင်တာနဲ့ပါတယ်ဆိုတော့ revive လည်းပြီးတော့ကိုဝင်ဆောင်တာနဲ့ပါတယ်ဖြစ်တဲ့ခါကျတော့ဒီနှစ်ကတော့အရန်ကိုလိုက်မြန်ဆန်တယ်ကျွန်မလှုပ်ချင်တဲ့ goal တွေတချို့မလှုပ်လိုက်ရအောင်2025မှာပေါ့နော်စိတ်သွားတဲ့ကိုမပါခဲ့ဘူးဒီက focus တစ်ခုကိုသွားလိုက်တဲ့အခါမှာစီးပွားရေးဘက်မှာလည်းအများကြီးလိဟမှုတွေလည်းကျွန်မရှိတယ်ဘာလို့လဲဆိုနှစ်စာကနေစပြီးတော့မှMarch လာဒီ April လာအတွက်ပေါ့နော်ဒီ revive အတွက်ဆိုပြီးတော့မှအဲ့ဒီຢာကိုပဲ focus နေမှာတခြားဘာမှဟိုမစင်စားမိသလိုလှုပ်လည်းမလှုပ်နိုင်ဘူးဒီဟာပြီးသွားရင်တော့ပြီးသွားပြီစင်ထင်တာပေါ့နော်အဲ့ဒါလည်းပြီးသွားပြီးတဲ့အခါကျတော့9လပိုင်းကနေ6လပိုင်းကဘယ်လိုနဲ့ကိုဝင်ဆောင်လဲတော့ဒီဝါ6လပိုင်းကစပြီးကိုဝင်စတည်တဲ့အခါကျတော့ဆိုတော့ချက်ချင်း continuous ဖြစ်သွားတဲ့ကောင်ကိုဝင်စရလာတဲ့အခါတည့်တဲ့ morning sickness တွေဘာတွေညာတွေနဲ့အချိန်ကကိုဝင်ပိုင်းမှာပဲပို့ပြီးတော့ focus ဖြစ်သွားတယ်ဆိုတော့ဖြစ်တဲ့တစ်ခုတော့ဒီမတိုင်ခင်2024တုန်းကလည်းကိုဝင်ပြတ်ကြတွေပါဖြစ်သွားတဲ့အခါကျတော့နည်းနည်းလေးတော့ care ဖြစ်တာပေါ့လေနော်နည်းနည်းကိုအရင်တော့ don't care ပေါ့ don't care မဟုတ်လို့ပြောမလဲအရင်တော့ဆိုရင်ကိုကနုညံ့မနေဘူးလေနော်ကိုဝင်ဆောင်နေအမက်ကိုစိတ်သွားကိုပါတက်ကြွနေတဲ့ထဲမှာပါတခုကျတော့တခုဖြစ်ခဲ့ရင်ပြက်ကျသွားတဲ့ခါကျတော့ဘယ်လိုဖြစ်လဲ2လ3လမှာပြက်ကျသွားတဲ့ခါကျတော့ကိုပဲခံရတယ်လေနော်ရှိသွားတာဘာမှမဖြစ်ဘူးဒါပေမဲ့ပြက်ကျသွားတဲ့ခါမှာပြန်ပြီးခံရတဲ့ခါကျတော့အဲ့ဒါတီးတဲ့ခါမှာ
အရန်နှုတ်ကိုကိုနှုတ်တယ်လို့ကိုကိုအနုနီးတဲ့နေတယ်ပေါ့နော်ကိုကို care နိုင်တယ်လို့ care ရတယ်ပေါ့နော်အဲ့ဒါလှုပ်ချစ်တယ်လှုပ်ချစ်တဲ့ခါမှာအများကြီးကြီးမ stress တွေစနပ်ပြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းအများကြီးလိဟမှုတွေရှိပါတယ်ဆိုတော့2026မှာတော့အားလုံးပြန်ကြိုးစားမယ်လို့တော့ decision ချထားတယ်2026ခုနှစ်တော့ပေါ့နော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှလည်းကျေးဇူးတော်ကြောင့်2025မှာတော့အများကြီးကိုမလုံနိုင်ဘူးထင်ပေမဲ့လည်းဘုရားရဲ့ကောင်းချီးပေးခြင်းတွေအများကြီးတွေ့ရတယ်တွေ့ရတဲ့ပြင်ကိုအမှုတော်ထဲမှာလည်းအများကြီးချိန်လန်းမြောက်တော့လန့်ခဲ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲဖြစ်မဲ့ the years of rest ပုံစံနဲ့ဖြစ်သွားတာ next level ပုံစံနဲ့ဖြစ်သွားတယ်အမှုတော်ဘိုင်းမှာပို့ပြီး focus နိုင်သွားတယ်ပြီးခဲ့တဲ့နှစ်ကပေါ့နော်2025ခုနှစ်မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှလုံလိုက်တိုင်း something ဟိုအရာကြီးအားမဆိုင်နိုင်ဘူးဖြစ်နေတာပေါ့နော်ဆိုတော့ကိုရည်ရထားတော့လည်း result မရဘူးလို့ခံစားရတယ်ဒါပေမဲ့လည်းကျင့်တတ်ပါတယ်တခုမှတခုတော့ focus လုပ်ရမယ်ဆိုတော့တည်ရတယ်မဲ့ကျေးဇူးတော်ကြောင့် ordination တွေဘာလဲရနိုင်တဲ့ခွင့်ကိုဘုရားကပေးပြီးတော့မတင်မှတ်ပဲနဲ့အများကြီးပေါ့နော်ဝိညာဉ်နယ်ပယ်ထဲမှာတိုးတက်မှုတစ်ခု next level တစ်ခုကိုရောက်သွားလို့ခံစားပြီးတော့မှတာဝန်ကျေတယ်ကိုဘုရားမှုတော်ထဲမှာလည်းကိုတာဝန်ကျေတယ်လို့အရန် breakthrough ရသွားတယ်အသင်းတော်အတွက်လည်းbreakthrough ရသွားတယ်အများကြီးရသွားတယ်လို့ခံစားရမှာကျင့်တဲ့အာရမှုရှိတယ်2026မှာတော့ဘုရားကတော့ဆန္ဒပြုဆိုတည်ရတဲ့အောင်ငါပြန်ချက်ပေးမယ်ဆိုတော့အတိုင်းပဲပြန်ပြီးတော့မှအလင်းအမြန်ပြီးတော့2023မှာကျွန်မစပြီးမှုတော့ဆောင်းလာတယ်2020ကိုကျွန်မစတာ2021မှာအရန်မြန်ဆန်စွာနဲ့စီးပွားရေးအောင်မြင်ခွင့်ရတယ်နော်2021မှာလေဆန္ဒပြောသလိုကျွန်မယာထူးစီးပွားရေးမှာယာထူးတိုးတာကသူများက2နှစ်3နှစ်စူးစမ်းတဲ့ဟာကျွန်မတစ်နှစ်အတော်တွင်းမှာ step တွေကခုံကျော်ခုံပြန်တော့လွှားသွားတယ်နော်အရန်အော်ဘောက2021မှာခုံပြန်ကျော်လွှား2021နဲ့20မှာခုံပြန်ကျော်လွှားနော်လူတွေတော့မှအော်ရတဲ့အချိန်ဖြစ်ခဲ့တယ်ဖြစ်ခဲ့ပြီးတော့2023မှာဘုရားက calling လာတယ်လीနော်ဆိုပြောချင်တာကဘုရားကကျွန်တော်တို့ကိုအရင်ဆုံးဒီအမှုတော်ဘက်မှာပါဝင်နိုင်ဖို့ကလည်း financially support ပေးတယ်အလုပ်ကိုင်တွေလုံနိုင်ရတဲ့အခွင့်ကိုပေးရလဲဘုရားကောင်းကြီးပဲကိုအခါကျရင်ပြီးခဲ့နှစ်ကဆိုလှုပ်ချင်ပင်မဲ့ဟိုဘယ်လိုပြောမလဲလုံနိုင်တဲ့အခွင့်ကိုမရဘူးဖြစ်နေတာပေါ့လေနော်ဆိုတော့အဲ့ဒီအရာလည်းဖြစ်တယ်ဘလားကိုစ조사လေးပို့ပြီးနှစ်လေးပုံစံဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီအရာကိုပြန်ပြီးတော့ခံစားပြီးတော့မှဒီ2026မှာကျတော့အဲ့ဒီ motivation လို့ပြောဘုရားကငါ့ကိုပြန်လဲပြီးအောင်မြင်ခြင်းပေးမယ်ဆိုတဲ့ဟာကိုပြန်ခံစားရတယ်အဲ့လိုပဲခုံပြန်ကြော်လွှားမဲ့နှစ်ဖြစ်တယ်ဆိုတော့အရင်ခံစား2026ခုနှစ်မှာတော့အာမင်ကျွန်မရဖို့မျှော်လင့်ထား2022ကနေပြီးတော့တစ်သွားတဲ့ယာထူးကနေအခုပြန်ပြီးတော့မှ2023 2024 2025 3နှစ်တာကာလတွင်းမှာအသင်းတော် focus ရဲ့အရာတွေဘုရားမှုတော် focus ရဲ့အရာတွေအားလုံးကိုဘုရားကအစ9စားနဲ့နော်ယောဘကဲ့သို့ပြန်လဲပြီးတော့ကောင်းကြီးပေးမယ်လို့ခံစားရတယ်ခုံပြန်ကြော်လွှားမဲ့နှစ်လည်းဖြစ်တယ်နော် divine acceleration နှစ်လည်းဖြစ်တယ်လို့အရင်ခံစားရတယ်အဲ့ဒါကြောင့်မို့ဒီနှစ်မှာတော့အလင်းအမြန်နော် March လနဲ့ January နဲ့ March အတော်တွင်းမှာတော့မှစီးပွားရေးမှာအများကြီးကောင်းကြီးခံစားရမယ်ဒီမှာရှိတဲ့သူတွေကျွန်တော်နဲ့လက်တွဲတဲ့သူတွေအားလုံးမှာလည်းခုံပြန်ကြော်လွှားရမယ်နော်မတင်မဲ့တဲ့ winning at တွေရမယ်မတင်မဲ့တဲ့နော်ကျွန်တော်တို့အဲ့ဒီချိန်အရင်အော်တယ်ကိုယ့်ရဲ့စွမ်းအားနဲ့လည်းမဟုတ်ဘဲနဲ့တကယ်ခုံပြန်ကြော်လွှားရတဲ့ခွင့်ရတယ်တကယ်ပဲမထင်မှတ်တဲ့နေရာကနေအများကြီးအောင်မြင်မှုတွေအများကြီးရတယ်ဘုရားလုံရင်အရန်လွယ်တယ်ဘုရားလုံရင်လွယ်တယ်ဒါပေမဲ့လူအနေနဲ့စူးစမ်းခြေတလန်းအောင်လှမ်းဖို့အရန်ခက်တယ်ဘလောက်စူးစမ်းဆိုတော့အချိန်သူ့အချိန်နဲ့သူဘုရားကအလုပ်လုပ်တယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့ပြီးခဲ့တဲ့နှစ်မှာဆိုရင်ဘုရားမှုတော့အတွက်ပဲအတိကလုပ်ဖို့ဘုရားက calling လုပ်နေတဲ့ခါကျတော့ကိုယ့်ရဲ့စီးပွားရေးပဲလှည့်ချိန်ပဲမဲ့လှည့်နိုင်ခွင့်မရခဲ့ဘူးပေါ့နော်ဒါပေမဲ့ဂျေဆုတော်ကြောင့်စိတ်ကျဉ်နေရတယ်အလုံးလည်းနားလည်ပေးကြတယ်ကျွန်မရဲ့ business partner တွေအားလုံးလည်းနားလည်ပေးကြတယ်ဒါပေမဲ့ဂျေဆုတော်ကြောင့်အခုတော့ဘုရားကတော့ okay I will enlarge your territory ကျွန်တော်စီးပွားရေးမှာလည်းပြန်လဲအောင်မြင်ရတဲ့အခွင့်ကိုဘုရားကပြန်ပေးမယ်ဆိုတော့ promise ကိုပြန်ရတယ်တော့ရေကာနာကြီးပွင့်တွားသလိုခံစားရတယ်ဆိုတော့ဒီနှစ်မှာတော့အလွန်အောင်မြင်မယ်စီးပွားရေးမှာလည်းပြန်လဲရတဲ့အခွင့်ကိုဘုရားကပေးတယ်ပြန်လဲပြီးတော့မှအောင်မြင်ရတဲ့အခွင့်နဲ့ခုံပြန်ကျော်လွှားရတဲ့အခွင့်ပေါ့နော်ကျွန်တော်ဘုရားကပေးမယ်လို့အရင်ယုံကြည်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ March လနေဒီနေ့ဒီ New Year ကနေစပြီးတော့ March လရဲ့ goal ဘုရား3လ goal တွေပေးတယ်ဒီနှစ်ထဲမှာ goal တွေအများကြီးပေးတယ်ဆိုတော့ကျွန်မကတော့အရင် excited ဖြစ်နေတဲ့ဒီနှစ်ထဲမှာဘုရားခင်ဖြူမဲ့အမှုသစ်တွေပေါ့နော်ကျွန်တော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှဘုရားကကျွန်တော်တို့ကို rise လုပ်ချင်တဲ့အရန်ကိုlevel တစ်ခုကိုရန်တက်စေချင်တာပေါ့လေနော်ဆိုတော့အခါကျဒီနေ့မှာတော့အားလုံးကျွန်တော်တို့စူးစမ်းခဲ့တဲ့အရာအားလုံးအရာထင်မယ်လို့လည်းပြောချင်တယ်ပြောစီးပွားရေးအနေနဲ့ကတော့ဒီစီးပွားရေးကအလွန်ကောင်းတာဖြစ်တယ်အခုဒီပြီးခဲ့တဲ့နှစ်တို့ဟိုနှစ်တို့ခဏညီမဗီသားတွေအလင်ခံရတယ်နော် online မှာသူတို့တွေကဘာကိုကြည့်လဲဆိုကျွန်တော်ပြောတယ်ဒီစီးပွားရေးကျွန်တော်အခုလုပ်နေတဲ့စီးပွားတရက်ဝင်ဖြစ်တယ်အရင်တော့ကျွန်တော်တို့ကိုလက်ညှိုးထိုးကြတယ်နော်ကျွန်တော်တို့ဒါ2020နဲ့စပြီးလုပ်ခဲ့တာဖြစ်တယ်တို့ဟာလည်းမှားမယ်ကကျွန်တော်ပြောတယ်ကျွန်တော်တို့လုပ်ရတာတရက်ဝင်ဖြစ်တယ်ဆိုတော့ကျွန်တော်အမှုတော်ဆောင်တယောက်အနေနဲ့ကျွန်တော်ဂုံယူဝင်ကြတယ်ဘာလို့လုပ်ရလဲဆိုတော့ဒီစီးပွားရေးကလူတိုင်းအတွက်
တကယ်ပဲတရဝင်ဖြစ်တဲ့အပြင်ကိုလူတွေကိုတယောက်တယောက်ကူညီပံ့ပိုးတဲ့အရာလည်းဖြစ်တယ်လူတွေကိုလမ်းပြဥဆောင်ပြီးလမ်းမှန်ပို့တဲ့အရာတခုလည်းဖြစ်တယ်သူတို့ရဲ့ system တိဆောက်ပုံပေါ့လေနော်ဆိုတဲ့ခါကျတော့တော်များကသူတို့လောဘကြီးပြီးဖြစ်လမ်းမဲ့သွားခြင်းနဲ့ဒီမှာကျတော့သူက systematic တွေချာနဲ့ mentoring နဲ့ coaching ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာကဘာကောင်းလဲဆိုတော့စီးပွားရေးနယ်ပယ်ထဲမှာလမ်းမချော်တော့အောင်လို့နော်ကူညီပေးမဲ့သူတွေနဲ့သူတို့တည်ချာလေး community နဲ့တခြားလှုပ်ထားတာဖြစ်တယ်ဟိုသူများတို့ကဒေါ်လာ100ထင်းနောက်100ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့စီးပွားရေးတစ်ခုကို online work မှာပုံမှန်လေးနဲ့ run နိုင်ဖို့ရန်အတွက်တကယ် legitimate ဖြစ်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်အဲ့ဒါကိုကျွန်တော်သဘောကျတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့စနပြောသလိုသူတို့ယုံကြည်ခံယူမှုနဲ့ဒီစီးပွားရေးတိဆောက်ပုံစနစ်တကျအရန်ဟိုလိုပြောမလဲအရန်ကိုစီစနစ်ကြတယ်ပြီးတော့မှဟိုတရားတယ်ပေါ့နော်တရားတယ်ဆိုတာကဘာလဲဆိုတော့ခေါင်းပုံဖြတ်တာလည်းမရှိဘူး MLC ဘွိုင်းလည်းမဟုတ်တဲ့ခါကျတော့အထက်ကလူကအတကုံစားပြီးအောက်ကလူအဲ့လိုလည်းပုံစံလည်းမဟုတ်ဘူးကိုစူးစမ်းစားရောက်တယ်ရတယ်အဲ့ဒီထဲမှာလက်တွဲခေါ်တဲ့အစင်ပုံစံနဲ့ mentor နေနဲ့သွားတဲ့ခါကျတော့အပေါ်ကလူကပဲအတကုံနော်အောက်ကလှုပ်သမျှလူတွေရတာမဟုတ်ပဲနဲ့ကိုကတချို့အချိန်တွေမှာလက်တွဲကူညီပြီးတော့မှသူတို့ systematic နဲ့လှုပ်ထားတယ်ပြီးတော့မှတယောက်တယောက်ချစ်ခင်အောင် supportive community ပြောရမလားဟိုတခြားစီးပွားရေးတော်များဆိုသူ့လူကိုလူနဲ့အလုပ်တွေရှုပ်တယ်လေနော်ပြီးကြရင်အဲ့လိုfirst option အင်းဒီမှာမရှိတဲ့ခါကျတော့ဟိုလူတွေခိုးတာတို့ဘာလို့မှာပြီးသားတွေအရန်လုပ်ချင်တယ်အဲ့လိုဟာအရန်တွေးကွဲစေတယ်နော်စီးပွားရေးပေါ်နာချင်းချင်းအောင်အမြင်ဂျမ်ဘတ်လိုပုံစံမြင်စေရလေနော်ဒါပေမဲ့ဒီမှာကျအဲ့လိုမျိုးနဲ့ first option တွေထားလိုက်တဲ့ခါမှာတယောက်တယောက်ကိုကြီးရိုင်းပင်ချင်းစိတ်ကောင်းတဘောကောင်းရှိချင်းဟာ reflection ကဘာလဲဆိုကိုစိုက်တဲ့အတိုင်းကိုပြန်ရရတယ်ဆိုတဲ့အရာလေးတွေပေါ့နော်တမချမ်းစာနဲ့အရန်ကြိုက်တယ်သူရဲ့လမ်းပြဥဆောင်တဲ့ပုံစံကပြီးတော့မှကျမတို့ရဲ့ဒီ founder တွေဥဆောင်တဲ့သူတွေကလည်းအရန်ကိုသူတို့ကလေဟိုအရန်ကို like positive people positive thinking အရန်သိတာတယ် leadership ပိုင်းမှာပေါ့နော် positively တယောက်ကဟိုအားနေနေတာမှာဘယ်လိုဆွဲခေါ်ရမလဲဆိုတဲ့မေတ္တာနဲ့ဘယ်လိုဆွဲခေါ်ရမလဲဆိုတဲ့အတွေးနဲ့အမြဲတမ်းလူတွေကိုအကောင်းမြင်တယ် positively ပေါ့နော် positive စွမ်းအားနဲ့ပဲစီးပွားရေးတစ်ခုကိုအောင်မြင်အောင်စနစ်တကျဖြစ်သွားအောင်လို့ကူညီပေးတယ်ဆိုတာကိုအရင်တွေ့ရတယ်ပေါ့နော်ကျွန်တော်မြန်မာပြည်တိုင်းဝမ်မှာဆိုတာတစ်ခုကဘာလဲဆိုတော့တယောက်ကအောင်မြင်ပြီဆိုရင်တယောက်ကဆွဲချဖို့မနာလိုဖို့အရင်လွယ်တာဖြစ်တယ်နော်အဲ့လိုရတယ်ဒီမှာကျအလုံးလုံးနဲ့တယောက်အောင်မြင်တယ်ဆိုရင်အကုန်လုံးလက်ခုပ်တီးကြမယ်အောင်မြင်တဲ့သူလည်းချီးမြှောက်မယ်ကြာရှုံးနေတဲ့သူလည်းဆွဲခေါ်မယ်ဆိုတဲ့အတွေးခေါ်လေးရှိတယ်အဲ့ဒီအရာကအရင်ကောင်းတာဖြစ်တယ်အဲ့ဒီအရာကလည်းလူတွေကိုကောင်းတဲ့အတွေးခေါ်လေးတွေကောင်းတဲ့အရာလေးတွေပေးတဲ့ခါမှာလုပ်ရတဲ့သူတို့ကလည်းပျော်နေတယ်เนาะဒီမှာလုပ်နေရတာအကုန်လုံးပျော်ကြတယ်ကိုကလည်းသူများကိုဆွဲခေါ်ရသလိုကိုအောင်မြင်တဲ့ခါကျရင်လည်းကိုလက်ခုပ်တီးပေးမဲ့သူတွေ supportive လုပ်ပေးမဲ့သူလည်းရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့မှကောင်းတာကဆိုတာပြောလို့လူကအမြဲတမ်းအချိတ်အဆက်လိုအပ်တယ် community တစ်ခုဆိုလိုအပ်တယ်ကိုနဲ့အတွေးခေါ်တူတဲ့သူပဲကိုကချိတ်ဆက်လို့ရတယ်လေတကယ်ချင်းမှာတော့မှပဲအတွေးခေါ်အလုတ်အကင်မတူဘူးဆိုရင်အတွေးခေါ်မတူဘူးခဏလေးရင်ဖွင့်လို့ရပြင်မဲ့တချို့အကြောင်းအရာတွေပြောလို့မရတာရှိတယ်ဒါပေမဲ့အခုဒီစီးပွားရေးလုပ်တဲ့အခါမှာအကုန်လုံးကဘယ်လိုဖြစ်လဲဆိုတော့တယောက်ကူညီရိုင်းပင်းခြင်းတယ်များသောအားဖြင့်အတွေးခေါ်တူကြတယ်စီးပွားရေးတစ်ခုကိုသွားခြင်းနဲ့ focus တူတဲ့အခါမှာ mentorship နဲ့ coaching ပေးတဲ့အခါမှာเนาะကျွန်တော်ပြီးခဲ့တဲ့နေ့ကဆိုအများကြီးပဲစိတ်တကြနေတဲ့သူတွေကိုဆိုတော့စီးပွားရေးတစ်ခုအကြောင်းရင်းတစ်ခုတည်းမဟုတ်စိတ်တကြနေတဲ့သူခွန်အားပေးဖြစ်တယ်ကိုလည်းမှုတော်ဆောင်တယောက်အနေနဲ့သူတို့ကိုဆူတောင်းပေးဖြစ်တယ်အောင်မြင်သွားတဲ့သူတို့မိသားစုရေးရတယ်เนาะကိုကနားလည်ပေးပြီးတော့မှခေါင်းဆောင်တယောက်အနေနဲ့ပြောချင်တာကစီးပွားရေးပဲပတ်စံရဖို့စီးပွားရေးအောင်မြင်ဖို့တစ်ခုတည်းမဟုတ်နဲ့အဲ့လိုတယောက်ချိတ်ဆက်ရတယ် globally ပေါ့နော် business မှာတည်တဲ့သူမတည်တဲ့သူအကုန်လုံးချိတ်ဆက်ရတယ်ဆိုတဲ့အရာကိုအမှုတော်ဆောင်ချက်တစ်ခုလိုတော့ခံစားရတယ်ပေါ့နော်အဲ့ဒါတဘောအရကြဒီ mentorship နဲ့ coaching ရှိတဲ့အရာကဆိုတော့အကုန်လုံးကကျွန်တော်အမှုတော်ဆောင်မှန်းတည်တဲ့အခါကျတော့သူ mentor တွေကလည်း coaching ကိုခေါ်တာကစူတောင်းခိုင်းနေခေါ်တဲ့သူတွေတော့ရှိတယ်ပေါ့နော်ဆိုတော့ကို proud ဖြစ်တော့ငါဒီအသင်းတော်မှာဒီ local church အတွက်ပဲပဲငါ globally ပြကအသုံးပြုနေပါလားဆိုတဲ့အရာလည်းတွေ့ရတယ်ပြီးတော့မှညွန်ခဲ့ကျွန်မအောင်မြင်တဲ့2021မှာဆိုရင်လည်းယာတုတွေအလင်းအမြန်ရောက်တဲ့အခါမှာကျွန်တော်ညီမအတိုင်းဝမ်ထိမှာမဟုတ်ဘဲနဲ့ကဘာပေါ့နော်ဒီလူမျိုးခြားတွေဘာသာခြားတွေဒီဗီယက်နမ်လူမျိုးတို့ဖိလစ်ပင်းလူမျိုးတို့အမဲအဖြူတွေပေါ့နော်အကုန်လုံးကလည်းကျွန်မ guest speaker အနေနဲ့ခေါ်ကြတယ်ဆိုတော့ကိုဘယ်လိုခံစားရဆိုငါတရားဟောနေကဘာပတ်တရားဟောနေလို့ကိုခံစားရတာပေါ့လေနော်လို့အဲ့လိုဆိုတော့ကိုတရားပြောချင်တာကဒီလိုစီးပွားရေးနယ်ပယ်ထဲမှာကကိုဆက်တီဗီလာတော့ဘာလို့ဆိုလဲเนาะဟိုလူတိုင်းလူတွေ့ရတဲ့အခါမှာသူ့ရဲ့အောင်မြင်ခြင်းအပြင်ပဲလူတွေကသူ့ရဲ့ပြောစကားသူ့ရဲ့စကားတစ်ခု
နှလုံးသွင်းတာမအောင်မြင်တဲ့သူတယောက်အနေနဲ့သွားပြီးထိုးဖောက်ဖို့ဆိုမလွယ်ဘူးပါစတာတယောက်အနေနဲ့ဒီ local church ထဲမှာပဲရှိရဲ့၄-၅ ယောက်လောက်ပဲဥဆောင်မှုမဟုတ်ဘူးလေဘုရားရဲ့ agency ကလေနော်လူတိုင်းလို့ရှိတယ်အဲ့ဒါကျွန်တော်ဆိုရင်အဲ့မှာလူဂျုံးမှာဆိုရင်လူ4-500အဲ့လို team တွေထီအောင်မှာကျွန်တော်သွားပြီးတော့မှတော့ပြောရတယ်ပေါ့နော်ကိုပြောတဲ့ကျွန်တော် state တစ်ခုပေါ့နော်အဲ့လိုရတဲ့အခါမှာကျွန်တော်အဖြူအမဲလူမျိုးကြားအကုန်လုံးရှိနေတဲ့ထင်မှာကိုကအောင်မြင်တယ်ဘာကြောင့်အောင်မြင်တာလဲဆိုတော့ကျွန်တော်ဖခင်ကလွယ်လို့ကျွန်တော်တို့မတက်နိုင်ဘူးလေနော်ခုံပြန်ကြော်လွှားရတယ်သူတို့ပြောတဲ့အရန်ညံ့တယ်6လတော့တင်မှနေဒီလိုရာထူးရတယ်10လတော့တင်မှဒီလောက်သူများ3နှစ်လောက်စူးစမ်းရ10လထဲမှာရတယ်ဆိုတဲ့အရာကိုပေါ့နော်အရန်ကို inspire ဖြစ်ကြတဲ့ကောင်မှာအဲ့ဒီအရာကလူအနေနဲ့မတက်နိုင်ဘူးဖခင်ပဲဖြစ်တယ်ဆိုတဲ့အရာသက်သေခံခွင့်ရတယ်ဆိုတော့အရန်ကိုယူတယ်အဲ့ဒါတွေကြောင့်ကျွန်တော်ဖခင်ပဲကျွန်တော်ကိုယ်ပဲဖခင်ကျွန်တော်ဒီ idea လဲဖခင်ကပေးတယ်ကြော်ညာလုပ်တဲ့ခါမှာလဲ idea ပဲအဓိကလေဒီလောကမှာလိုအပ်တာကအဲ့ဒါကဘယ်သူဖွင့်ပြနိုင်လဲဆိုလူတွေမကြံစီသေးတဲ့လူတွေမတွေးခေါ်သေးတဲ့အရာเนาะ First Corinthians chapter 2:9မှာပြောထားတယ်เนาะဘယ်သူမှမကြံစီသေးတဲ့အရာတွေလူတွေမတွေးခေါ်သေးတဲ့အရာတင်းတွန်းငါပြင်ဆင်ထားတယ်ဆိုတဲ့အတိုင်းလူတွေဘယ်သူမှမကြံစီသေး idea တစ်ခုရလိုက်တယ်ဆိုအောင်မြင်ပြီပဲအဲ့ဒီလူကသိရမလားဒီလမ်းကြောင်းပေါက်သွားပြီပဲလေเนาะဆိုတော့အဲ့ဒါကြောင့်မလို့အဲ့လိုပေါ့နော်ကြော်ညာတွေပတ်သက်ပြီးဘယ်သူမှမလုပ်ဘူးတဲ့ idea လေးတွေဘုရားကပေးလာတဲ့အဲ့ဒီ idea လေးကိုလုပ်လိုက်တဲ့အခါမှာအောင်မြင်မှုကအဲ့ဒီမှာတခါတည်းတစ်ချိန်ဟုံငွေကြီးကကိုနောက်လိုက်လာတယ်ငွေကြီးနောက်လိုက်ဆရာငွေကြီးကကိုနောက်လိုက်လာတာဖြစ်တယ်အောင်မြင်မှုနောက်လိုက်လာတာဖြစ်တယ်ဆိုတော့တွေ့ရအဲ့ဒီမှာတသေးခံရတယ်ဆိုတော့အဲ့ဒီຢာလေးပေါ့နော် globally တွေ့တဲ့သူတိုင်းကလည်း branding တစ်ခုလည်းဖြစ်သွားတာပေါ့နော်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားခွင့်ရတယ်ဆိုတော့အဲ့ဒီရောက်တဘောချလူတိုင်းလို့ကိုယ့်ရဲ့ inspiration ကိုယ့်ရဲ့ story တွေပြောခွင့်ရတယ်ဆိုတော့အများကြီးဒီစီးပွားရေးကလူတိုင်းကလည်းအိမ်ကနေအလုပ်လုပ်ဖို့တခုတည်းမဟုတ်ဘဲနဲ့နေ့တိုင်းမှာကျွန်တော် motivation လိုအပ်တယ်နေ့တိုင်းမှာခွန်အားလိုအပ်တယ်နေ့တိုင်းမှာ supportive community လိုအပ်တယ်စီးပွားရေးတခုတည်းအတွက်မဟုတ်ဘဲနဲ့မိသားစုတိုင်းမှာလည်းခက်ခဲရှိရမျိုးသမီးတိုင်းမှာလည်းခက်ခဲရှိရလေနော်ဆိုတော့မျိုးသမီးတွေကိုစိတ်ကောင်းတဘောကောင်းအောင်မြင်တဲ့မျိုးသမီးဖြစ်အောင်တန်မာတဲ့မျိုးသမီးဖြစ်အောင်လို့တကယ်ပဲအမျိုးသမီးကအမျိုးသားလည်းရပါတယ်ဒါပေမဲ့အမျိုးသမီးတွေပို့လုပ်ကြတော့အိမ်ကနေလှုပ်ကြတဲ့ခါကျအဲ့လိုအရန်ကောင်းတဲ့စီးပွားရေးဖြစ်ပါတယ်လို့လည်းပြောချင်တယ်ငွေကြီးတစ်ခုတည်းမဟုတ်ဘဲနဲ့ဘာကြောင့်မို့ဒီစီးပွားရေးကအရှိန်ဟုန်ပြင်းစွာတိုးတက်ပြီးလှုပ်တဲ့သူတိုင်းကလည်းအောင်မြင်ကြတယ်တိတ်မအောင်မြင်သေးတဲ့သူတွေကလည်းစိတ်တက်မကြကြဘာလို့လဲဆိုတော့ supportive ဖြစ်တယ်တကယ်လေကိုယ့်အတွက်ငွေကြီးပိုင်းပြောမလား financially ပိုင်းဟိုတော့ဒါမှမဟုတ် mentality ပိုင်းပြောမလားအမြဲတမ်း everywhere very good community နဲ့တေချာလေးတိဆောက်တဲ့စီးပွားဖြစ်လို့တကယ်ပဲကောင်းတဲ့စီးပွားတစ်ခုဖြစ်2026ခုနှစ်မှာသူပို့ပြီးတော့ကောင်းမယ်အခုဆိုရင် promotion တွေအမျိုးမျိုးပေးတယ် bonus တွေအမျိုးမျိုးပေးတယ် commission တွေဆို3ဆ4ဆအမြန်အလင်းမြန်ကျွန်တော်တို့ကအဲ့လိုမရှိဘူးလေနော်အခုဆိုရင်3ဆ4ဆအလင်းမြန်ရနိုင်တဲ့အရာတွေရှိတယ် company ရဲ့ product အမျိုးမျိုးတွေထွက်လာတဲ့အရာတွေရှိတယ် bonus တွေရတာလွယ်တာရှိတယ်နော် company share တွေရတာလွယ်ရတယ်အများကြီးကျွန်တော်တို့ထက်ဆိုင်အများကြီးအခုမှလုံမဲ့သူတွေအတွက်ကအခွင့်အလမ်းအများကြီးရှိပါတယ်ငွေကြီးလည်းအမြင်အမြန်ရနိုင်တယ်အခုဆိုရင်ပြီးတော့မှ system ကလည်းပိုကောင်းလာတာဖြစ်ပါတယ်2028မှာတော့ဒီ CY က top မှာရှိမယ်လို့ဆိုရသူတို့ company ပိုင်ရှင်တွေ9မှာရှိပါတယ်အဲ့ဒါကြောင့်မို့2026ဆို we have 2 more years you're going to be on the top ပေါ့နော်အဲ့ဒါကြောင့်မို့လို့အခုမှစကျင်တဲ့သူတွေတက်ကတော့နောက်မကျပါဘူးကျွန်တော်လည်းအခုမှအပြင်ဆိုင်မှာဖြစ်ပါတယ်ပြောလို့ဆိုတော့အချိန်ကြီးအများကြီးရှိပါသေးတယ်အရန်ကောင်းတယ်ခင်နဲ့တပြင်းကြီးပြေးနေတဲ့စီးပွားရေးတစ်ခုလည်းဖြစ်တဲ့အတွက်လေးလာတင်ပါတယ်လို့လည်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်လို့ကိုရှင်ရဲ့အောင်မြင်ခြင်းအကြောင်းပေါ့နော်အောင်မြင်သွားတဲ့အရာတွေဒီနေ့ကျမတို့ကို share ပေးတယ်တစ်ဖက်ပြန်လဲပြီးတော့မှအားဖြစ်စေတယ်ပေါ့နော်ဆိုတော့ကျမတို့ကယုံကြည်သူဖြစ်တဲ့ကြောင့်မို့လို့ကိုမတတ်နိုင်တဲ့အရာကဘုရားတတ်နိုင်တာပဲဖြစ်တယ်ဆိုတော့ကိုလုတ်ပေးရမယ့်အပိုင်းလဲကိုလုတ်ရတယ်လို့ဘုရားရဲ့ကောင်းကြီးပေါ့နော်ဘုရားရဲ့ကောင်းကြီးနဲ့ဆက်ဆက်တဲ့အခါမှာဆိုလို့ရှိရင်တကယ်ပဲအံ့ဩဖွယ်ရလမ်းလျှောက်တာတော့မဟုတ်ပေါ့နော်တခါတည်းအလင်းအမြန်ပြေးပြီးတော့မှကိုရယူရတဲ့အခွင့်ကိုဘုရားခင်ကပေးတယ်ပေါ့နော်ဆိုတော့ကအရမယ်ကျေးဇူးတင်ပါတယ်လို့အတိတ်တပတ်ခွန်အားရတယ်ကျမလေးတို့မိတ်ဆွေအားလုံးလည်းခွန်အားရမယ်လို့လည်းညွှန်လင့်ပါတယ်လို့ကျေးဇူးတင်တယ်ဆိုတော့ညီမလေးဟောင်းနေနဲ့ရော2026ခုနှစ်မှာဘာတွေများလုပ်ဖို့အတွက်ပေါ့နော်ဒီစီးပွားရေးလုပ်ငန်းအတွက်ဘာတွေလုပ်ဖို့အတွက် plan တွေရှိတယ်လဲလို့ဝေမျှစေချင်ပါတယ်လို့ဟုတ်ကဲ့ပါလို့အခုလိုအချိန်ပေးအတွက်သူပဲကျေးဇူးတင်ပါတယ်လို့အမကိုပြီးတော့ဒီမှာ coach ကခုနကပြောသွားတာတကယ်ပဲပေါ့နော်ကျမတို့စီးပွားရေးအတွက်ခွန်အားရတယ်လို့မျိုးပဲကျမတို့ဝိညာဉ်ခွန်အားလည်းရတာဖြစ်ပါတယ်လို့တကယ်ကျေးဇူးတင်ပါတယ်လို့ကျမတို့ဒီလိုပဲပေါ့နော်လူအသက်တာမှာတော့ဟိုတခါတလေမှကျမအများတန်းပြောသလိုပေါ့နော်
အမြဲတမ်းအောင်မြင်နေတယ်တိုးတက်နေတယ်ဆိုတာတော့မရှိဘူးလေနော်တခါတလေမှာကျမတို့လဲကြတဲ့အချိန်တွေလည်းရှိတယ်ဒီလဲကြတဲ့အချိန်တွေမှာကျမတို့ကဖះနဲ့ပြန်လဲပြီးမှကျမတို့ယုံကြည်သူတွေဖြစ်တဲ့ခါကျတော့ဖះနဲ့ပြန်လဲပြီးမှဒါဖះကလည်းသူနဲ့ပို့ပြီးတော့နေစေချင်လို့တခါတလေမှာအခက်ခဲလေးတွေပေးတွေ့စေတာလည်းဖြစ်တယ်ဗောနော်ကျမဆိုလို့ရှိရင်အခက်ခဲတွေ့လိုက်ပြီဆိုလို့ရှိရင်လည်းအော်ငါဖះနဲ့နည်းနည်းလေးဝေးသွားလို့လားတေချာလေးပုံမှန်တော့လှုပ်လေရှိပေမဲ့တခါတလေမှာထုံးစံအတိုင်းလိုမျိုးကျမတို့ live လျှောက်တတ်တာတွေလည်းရှိရတခါကျစိတ်နှလုံးကတိတ်ထိထိရရပေါ့နော်မရှိတာမျိုးတွေလည်းရှိတဲ့ခါကျဖះသိတယ်လေနော်ဆိုတော့ကျမတို့ကိုဒီလိုမျိုးဆိုတော့ပြန်ခေါ်မှဖြစ်မယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့ကျမတို့ကကျမတို့ရဲ့အသက်တာမှာလေးပေါ့နော်ဒီလိုမျိုးပဲကျမတို့ဖះကိုလည်းတတိရပြီးတော့အမြဲတမ်းဖះနဲ့အတူတူရှောက်လမ်းမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အောင်မြင်တဲ့အသက်တာတိုးတက်တဲ့အသက်တာဆိုတာရှိလာမှာပဲပေါ့နော်ဆိုတော့ကျမလည်း2025မှာတော့ကျမလည်းကျင်းခဲ့တာတွေရှိတော့မနေ့ကတော့အရေးလည်းပြောပြီးသွားပြီဗလားတွေဘာတွေကိုကမကျင်တတ်ဘူး26မှာတော့ဘာတွေလုပ်မယ်ဆိုပြီးမှတေးချာတော့ကျမတို့အကြေလည်းပြောခဲ့ပြီဆိုတော့ဒီနေ့မှာတော့ကျမဒီ plan ဆွဲတာနဲ့ပတ်သက်ပြီးတော့ဗောနော်နည်းနည်းလေး share လုပ်ချင်တာကတော့ကျမတို့2026ကတော့ပုံမတိုးတက်ဖို့အတွက်ကတော့ကျမတို့အိမ်မက်အနေနဲ့ထားလို့တော့မရတော့ဘူးပေါ့နော်တကယ် plan ချပြီးမှတကယ်လှုပ်ဆောင်တဲ့အသက်တာပေါ့နော် action ယူတဲ့အသက်တာဖြစ်ဖို့တော့လိုအပ်တယ်လို့ကျမတို့ကplan တွေတော့ချထားပြီးတော့တကယ်ကိုကမလိုက်လျှောက်ဘူး action မယူဘူးဆိုလို့ရှိရင်တော့အိမ်မက်ကအိမ်မက်အတိုင်းပဲဖြစ်နေမှာပဲပေါ့နော်ဆိုတော့ကျမကမှန်ကန်ပြီးမှ plan မှန်ကန်တဲ့ဒီ plan ချပြီးတော့တကယ်ပဲတိကျလိုက်နာနိုင်တဲ့ action တွေယူကြဖို့ကျမကမိတ်ဆွေတွေပေါ့နော်ကျမရဲ့မိတ်ဆွေတွေကျမရဲ့ audience တွေအကုန်လုံးကိုလည်းကျမခွန်အားပေးချင်ပါတယ်လို့အဲ့တော့ကိုဘာလုပ်ချင်လဲဆိုတဲ့အရာကိုတိတိကျကျတခါတလေမှာတော့ကိုကလေဘာဖြစ်ချင်မှန်းတခါလေးကျကိုမသိဘူးလေနော်အဲ့တော့ကိုဘာဖြစ်ချင်တာလဲတကယ်ပဲ2026မှာဘာအတွက်အောင်မြင်ချင်တာလဲဘာအတွက်တိုးတက်ချင်တာလဲဆိုမှတည်တည်ကြကြလေးပေါ့နော်သိဖို့လည်းလိုအပ်တယ်ကျမဆိုလို့ရှိရင်လည်းကျမရဲ့ plan ဒီပေါ့နော်ကျမ2026မှာဒီလုပ်ငန်းအားဖြင့်လဲကျွန်မပို့ပြီးတော့ဒီထက်မကပို့ပြီးတော့ကျွန်မတိုးတက်ခြင်းနဲ့စူးစမ်းနေတယ်ဒါပေမဲ့စူးစမ်းတိုင်းလဲတစ်ခါတလေမှာဖြစ်မလာတဲ့ခါကျတော့ကျွန်မတို့စိတ်တက်ကြတာလေးရှိအဲ့ကျွန်မရဲ့စိတ်တက်ကြတတ်တဲ့အရာလေးတွေကိုကျွန်မဘယ်လိုပြောမလဲပို့ပြီးခန္ဓာရေးရှိဖို့ကျွန်မစူးစမ်းရမယ်ဒါကျွန်မရဲ့နံပါတ်1ပေါ့နော်ကျွန်မကိုဖြစ်လာတဲ့အရာတွေကိုတကယ်ခံနိုင်တဲ့ဘယ်လိုပြောမလဲခံနိုင်တဲ့စွမ်းအားပေါ့နော်ရှိဖို့အတွက်ကျွန်မပို့ပြီးတော့ပြင်ဆင်ထားရတယ်ပြီးတဲ့အခါမှာကျွန်မအချိန်ကိုလည်းစနစ်တကျနဲ့ခန့်ခွဲဖို့ပေါ့နော်စနစ်တကျနဲ့စီမံဖို့လည်းကျွန်မတို့လိုအပ်တာဖြစ်တယ်ကိုလှုပ်ချင်တဲ့အချိန်မှာပဲထားလှုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်တကယ်ကိုဘယ်အချိန်လုံးပဲကျွန်မတို့စီးပွားရေးဆိုလို့ရှိရင်ကျွန်မတို့ပြောတယ် 90% က system ကလှုပ်ပြီးတယ်10% ပဲကျွန်မတို့ကလှုပ်ရတာဖြစ်တယ်ဒါပေမဲ့10%ဆိုတာလည်းအနည်းဆုံးတော့တနာရီတော့ရှိတယ်လေနော်တခါလေးမှာကျွန်မတို့ကတနာရီဒီနေ့တနာရီလှုပ်လိုက်ပြီးမှနောက်နေ့ကျတော့အရန်ကိုခွန်အားရလို့အများကြီးလှုပ်လိုက်တာမျိုးတွေဒါမှမဟုတ်တနာရီလောက်လေးပဲနောက်နေ့ကျမှပေါင်းလှုပ်လိုက်မယ်လေဆိုတာမျိုးလေးတွေလည်းကျမတို့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျမတို့တကယ်ပဲဒီနေ့အတွက်တနာရီဆိုဒီနေ့တနေ့လုံးမှာတနာရီရအောင်ကျမတို့တိတိကျကျနဲ့အချိန်ယူပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့တိတိတသားလေးတိုးတက်မှုရှိလာမှာဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့ဒီတိုင်းပဲတိုးတက်မှုရှိဖို့ဆိုတာကျမတို့ဒီတိုင်းပဲနေလို့မရဘူးလေနော်အသစ်သော scale တွေအသစ်သော land တွေကျမတို့လုပ်ရမှာလည်းဖြစ်တဲ့အတွက်ကျမဆိုလို့ရှိရင်လည်းကျမရဲ့အသက်တာမှာဆိုကျမစိတ်ဝင်စားတဲ့အရာဆိုလို့ရှိရင်ဒီ video editing တွေပို့ပြီးတော့ကျွန်မအရင်တော့ကတော့ရှည်လေးတွေကျွန်မလောက်တာမျိုးတွေဖြစ်တဲ့ခါကျဒီတစ်ခေါက်မှာတော့ဒီ Facebook နဲ့ဒီ TikTok တို့ရဲ့သူတို့ရဲ့ကြိုက်တဲ့အရာလေးတွေဖြစ်တဲ့အရာကိုလည်းကျွန်မပို့ပြီးတော့တင်ယူမယ်ပြီးတော့သူတို့ကဘာပဲဖြစ်ဖြစ်မိနစ်ပိုင်းလောက်လေးကိုပဲသူတို့ကစိတ်ဝင်စားတာ30 second အတွင်းမှာလူတွေရဲ့စိတ်ကိုဘယ်လိုဖန်ဆားနိုင်မလဲဆိုတော့ဟာကိုကျွန်မဒီ2026မှာကျွန်မရဲ့ဒါအတစ်တော့လမ်းနီလုံးမဲ့အရာပေါ့နော်စက္ကန့်30အတွင်းမှာလူတယောက်ရဲ့စိတ်ကိုဘလို့ဖန်ဆောင်လဲဆိုတော့ကျွန်မအလေးလောင်မှာဖြစ်ပါတယ်လို့ပြီးတဲ့ခါကျတော့အခွင့်အရေးတွေရှိတယ်ကျမတို့အခွင့်အရေးတွေပေါ့နော်ကျမတို့တွေ့တယ်ဒါပေမဲ့တစ်ခါကျလို့ရှိရင်အဲ့ဒီအခွင့်အရေးတွေကိုချစ်ချင်းကျမတို့ကမယူဘဲနဲ့နောက်ကျမှလှုပ်လိုက်မယ်လေဆိုတာမျိုးတွေပေါ့နော်ဖခင်ကတခါတည်းဒီမှာကျမတို့ကိုဖွင့်ပြတယ်လှုပ်ဖို့အတွက်နိုးစော်တဲ့အခွင့်အလမ်းတွေပေးတယ်ဒါပေမဲ့ကျမတို့ကခါကျတော့ကိုမယုံကြည်ရဲဘူးဒီဟာငါအတွက်ဖြစ်ပါမလားဒီလိုလှုပ်လိုက်လို့ဖြစ်ပါမလားဆိုတော့ကျမတို့မယုံကြည်ရဲဘူးပေါ့နော်ဒါပေမဲ့ကျမပြောချင်တာအခွင့်အရေးဆိုတာအခွင့်အရေးကောင်းဆိုတာအမြဲတမ်းမလှဘူးဆိုတော့ခါကျတော့ကျမတို့တွေးလိုက်တဲ့အခွင့်အရေးကိုဆိုလို့ရှိရင်ဖះကိုဆုတောင်းမှာကိုယ့်အတွက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ချစ်ချင်းပေါ့နော်အရာယူဖို့လည်းလိုအပ်တယ်ဆိုတာကိုကျမကပြောချင်ပါတယ်လို့ပြီးတော့အရေးကြီးဆုံးကတော့အမြဲတမ်းကျမတို့နေ့တိုင်းပေါ့နော်တနာရီဆိုလဲတနာရီနေ့တိုင်းပုံမှန်လေးလှုပ်သွားဖို့ပဲကျမက
ကျမကိုကျမလည်းသတိပေးတာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့2026ကနေပြီးတော့စပြီးတော့လှုပ်ဆောင်မှုဖြစ်တယ်ဒီ2026ကိုတော့ဟုတ်တယ် plan တွေချပြီးဒီတိုင်းပဲသွားရင်တော့ကျမတို့ဒီတိုင်းပုံမှန်လေးပဲဖြစ်သွားမှာပဲအဲ့တော့နောက်နှစ်ဆိုတာကျမတို့လာအောင်မယ်လေဆိုတော့နောက်နှစ်ဆိုတာမျိုးကျမတို့အကူးမခံတော့ပဲနဲ့ဒီ2026မှာတကယ်ပဲကိုဘဝကိုပြောင်းလဲစေမဲ့နှစ်တစ်နှစ်ဖြစ်ဖို့အတွက်ကျမတို့ဆုံးဖြတ်ပြီးတော့လှုပ်ဆောင်ကြဖို့ကျမကိုကျမလည်းတိုက်တွန်းနှိုးဆော်ပြီးကျမကိုကျမလည်းပြန်လဲပြီးခွန်အားပေးသလိုမျိုးပေါ့နော်ကျမရဲ့ page မှာရှိကြတဲ့လူတွေဒီ live ကိုကြည့်ကြတဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းကျမကခွန်အားတစ်ဖန်ပေးခြင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ် thank you ပါကျေးဇူးတင်တယ်ခါလေးဆိုတော့လေတာကတူတူလေးနဲ့နော်ဒီနေ့ coach ကအားရပါရပြောတော့သူလည်းအားကြမခံအားရပါရကိုပြောတယ်ကျေးဇူးတင်တယ်လို့ပြန်စီကောင်းကြည့်ပေးပါစေဆိုတော့အိမ်မက်ဆိုတဲ့ခါမှာကျမလေးပြောချင်တာလေးတစ်ခုရှိရပေါ့နော်တခါလေးအိမ်မက်တွေကမဲ့တဲ့ခါအရန်ကောင်းတဲ့အိမ်မက်တွေရှိတယ်တခါလေးကအိမ်မက်ဆိုးတွေရှိတယ်ပေါ့နော်ဆိုတဲ့ခါမှာကျမတို့တွေကယုံကြည်သူဖြစ်တဲ့အခါမှာပေါ့နော်ဆိုတော့အိမ်မက်ဆိုးတွေမဲ့တဲ့ခါမှာလည်းပြန်ပြီးတော့မှဒါတွေကဘုရားခင်မကောင်းတဲ့အရာဆိုဖယ်ရှားပေးပါဆိုကျမတို့ဆုတောင်းတတ်တာဖြစ်တယ်ကောင်းတဲ့အရာဆိုလည်းကျေးဇူးတော်ချီးမွမ်းတတ်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းတခုရှိတဲ့အရာကအိမ်မက်ဆိုတာမဲ့ပြီးတဲ့ခါမှာချရေးထားရတယ်ချမရေးဥစားလို့ကျမတို့မေ့သွားတယ်ပေါ့နော်ကျမလည်းအိမ်မက်အရန်ကောင်းတယ်ဒီလိုဆိုဘုရားခင်ကဒီလိုလုပ်ပေးတော့မယ်ပေါ့နော်ကိုယ့်ရဲ့တက်တာထဲမှာဒီလိုတွေလာတော့မယ်မကောင်းတဲ့ဟာဆိုလဲဘာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့လေချရေးတဲ့ခါကျတော့မှကျမတို့ပြန်မှတ်မိပြီးတော့မှတိတိကျကျပြန်ပြီးတော့မှဆုတောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဖယ်ရှားတဲ့အရာမှာဆိုလဲတိတိကျကျဖယ်ရှားလို့ရတာဖြစ်တယ်တခါလေမရေးထားတဲ့ခါကျအိမ်မက်ကမက်တယ်အဲ့မကောင်းဘူးတော့ဟုတ်တယ်သိတယ်ဘာလို့မက်လိုက်တာလဲမမှတ်မိတော့ဘူးဆိုတာဖြစ်တယ်လေပေါ့နော်ဆိုတဲ့အခါမှာကျမတို့တွေကချက်ချင်းပေါ့နော်ချရေးမယ်ချက်ချင်းလှုပ်ဆောင်ဖို့အတွက်ဒီ2026မှာပေါ့ဒါကျမလည်းဆုံးဖြတ်ထားတယ်ပေါ့နော်ချက်ချင်းလှုပ်ဆောင်ဖို့အတွက်ဆိုတဲ့အရာလေးကိုနံပါတ်1အနေနဲ့ဒါစိတ်ကူးထားတဲ့အရာချမှတ်ထားတဲ့အရာလေးဖြစ်ပါတယ်လို့ဆိုတော့တုတ်တစ်ခုခုလုပ်တယ်ဆိုလို့ရှင်လဲနော်နေလို့ရတဲ့ခါမှာခဏနေမှလှုပ်မယ်နော်ဆိုမှခဏလေးနော်ဆိုတော့ခဏလေးတွေကများသွားတဲ့ခါကျလေနှစ်တည်ကုန်သွားတယ်ပေါ့နော်ဆိုတော့လေဆိုတော့ခဏလေးဆိုတဲ့ညမှာယခုပေါ့နော်အခုဆိုတဲ့စကလုံးလေးနဲ့အခုပဲကျမတို့ဘယ်အရာမဆိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မှစတင်ဖို့ရအတွက်လိုအပ်တယ်ပေါ့လှုပ်ကြရအောင်လို့လည်းအပေးချင်ပါတယ်လို့နံပါတ်1တစ်ချက်အနေနဲ့ကတော့ကျမတို့တွေကအစင်မပြေမှုတွေရှိတယ်အစင်ပြေမှုတွေရှိတယ်အောင်မြင်ခြင်းတွေရှိတယ်မအောင်မြင်သေးတဲ့အရာလေးတွေရှိတယ်ဒါပေမဲ့လည်းအခက်အခဲတွေမအောင်မြင်မှုတွေကြုံတဲ့အခိုက်အတန့်မှာဆိုလို့ရှိရင်တခါလေကိုဆိုအပြစ်တင်တယ်ငါအသုံးမချအောင်ငါမလုပ်နိုင်ဘူးဆိုတဲ့ဟာပေါ့နော်ဆိုတော့ကိုပြစ်တင်တဲ့အရာလေးတွေလည်းရှိတယ်ဆိုတဲ့အခါမှာဘုရားသခင်ကကျမတို့ကိုခွင့်လွှတ်ပေးပြီးသားဖြစ်တယ်ဆိုတော့ကျမလည်းအဲ့လိုစိတ်တွေရှိတဲ့အခါမှာဆိုဘုရားသခင်ကခုနေ့ကိုခွင့်လွှတ်ပေးပြီးသားဖြစ်တယ်။နေရပါကြောင့်မို့ကိုခွင့်မလွတ်နိုင်တာလေဆိုပြီးတော့မှလည်းပြောတာဖြစ်တယ်။ဆိုတဲ့အခါမှာတကယ်လို့ကိုအပြစ်တင်တဲ့စိတ်တွေရှိလို့ရှင်ဒီစိတ်တွေလည်းတော့ကိုခွင့်လွှတ်ရင်းနဲ့ဒါတွေအကုန်ဖယ်ရှားရအောင်ကိုယ့်ရဲ့စိတ်နှလုံးသားကိုကြည်ကြည်လင်လင်ပေါ့နော်ဖြစ်အောင်ပေါ့နော်တန့်ရှင်းဖြူစင်တဲ့စိတ်နှလုံးသားဒါဆိုရင်နိုင်ငံတော်မြင်ရမယ်လို့ပြောလေနော်ဆိုတော့ခါမှာကျမတို့စိတ်နှလုံးဖြူစင်နေဆိုလို့ရှင်ကျမတို့အရာမှာတွေးခေါ်တဲ့အရာမှာဆိုလို့ကျမတို့အကောင်းနေကြီးပဲကျမတို့တွေးခေါ်နိုင်မှာပေါ့နော်ဆိုတဲ့အခါမှာကျမတို့စိတ်တွေကိုလည်းပဲအခုခါမှာကျမတို့စိတ်ဆိုးတာတွေစိတ်မပြောတာတွေအစီမပြေတာတွေရှိတယ်ဆိုလို့ရှိရင်ဒါတွေအားလုံးဖယ်ပြီးတော့မှ2026မှာတကယ်ပဲကိုကအောင်မြင်ရမယ်ပေါ့နော်ကျမ်းမာရမယ်ပျော်ရွှင်ရမယ်မိသားစုရင်လည်းပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်ကျမတို့အကောင်းဆုံးလှုပ်ဆောင်နိုင်မယ်အကောင်းဆုံးနဲ့ရက်လက်တွေရမယ်လှုပ်ဆောင်မယ်ဆိုတဲ့အရာလေးတွေကိုစိတ်ထဲမှာချပြီးတော့မှကျမတို့တွေလှုပ်ဆောင်ဖို့ရအတွက်ဒါကိုတော့ကျမကတော့အားပေးချင်တာဖြစ်ပါတယ်လို့ဆိုတော့ကျမအနေနဲ့ဒီ digital စီးပွားရေးလုပ်ငန်းကိုဒါလုပ်နေတယ်ပေါ့နော်လုပ်နေတဲ့ခါမှာကျမတို့အမျိုးသမီးဖြစ်တဲ့အိမ်ဆောင်မိခင်ကောင်းမိခင်တယောက်လည်းဖြစ်တယ်ဆိုတော့ကျမတို့မျိုးမိခင်တွေလည်းအများကြီးရှိမှာပဲအမျိုးသားတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် plan B အနေနဲ့ကိုယ့်ရဲ့ပေါ့နော်other income ပေါ့နော်ဆိုတော့ကိုလက်ရှိလုပ်နေတဲ့အလုပ်အကင်ကနေနောက်ထပ်ဂျားဝင်ငွေပေါ့နော်ဆိုတော့အဲ့လိုဝင်ငွေလေးတွေရရှိချင်တယ်ဆိုလို့ရှင်လေဒီစီးပွားရေးလုပ်ငန်းကိုလွတ်လို့ရတယ်ဆိုတော့ဘယ်မှလည်းမသွားနိုင်ဘူးအိမ်မှာကြီးပဲနေတယ်ဆိုပြီးတော့မှလည်းစိတ်ကမကြနဲ့အဲ့လိုမျိုးမိခင်တွေရှိတယ်မျိုးသမီးတွေရှိတယ်မျိုးသားတွေရှိတယ်ဆိုလို့ရှင်လေဒီစီးပွားရေးလုပ်ငန်းအခုကမှ online ကနေပေါ့နော်အများကြီးလွတ်လို့ရတာဖြစ်တယ်ကျမတို့ဒီလုပ်ငန်းကလည်း online ကနေလွတ်လို့ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အခါမှာပေါ့နော်အားလုံးအတွက်ခုနcourse လည်း share ပြီးသွားပြီပေါ့နော်ဆိုတော့ကျမတို့ founder တွေကလူတိုင်းကိုငွေရေးကြေးလွတ်လပ်ခြင်းအချိန်လွတ်လပ်ခြင်းတွေရဖို့ရအတွက်အကောင်းဆုံးတဲ့တရားတွေကိုဖန်တီးပြီးတော့မှစမ်းသပ်ပြီးတော့မှအောင်မြင်နေတဲ့ဒီ system ထဲမှာကျမတို့ကိုလှုပ်စေပြီးတော့မှအောင်မြင်ခြင်းတွေရယူစေချင်တာဖြစ်တယ်ပေါ့နော်လူတိုင်းအတွက်ကအောင်မြင်နိုင်တဲ့အောင်မြင်ခြင်းကိုရနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်အခွင့်အရေးတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီအခွင့်အရေးကိုဝင်ရောက်ပြီးတော့မှ
လေ့လာကြည့်ဖို့ရအတွက်ကျမကတော့အားပေးခြင်းနဲ့ကျမကတော့ဒီအခု2025မှာဆိုကြော်ညာပိုင်းကိုတိတ်မလုပ်ဖြစ်ဘူးဆိုတော့အခု2026ခုနှစ်မှာကြော်ညာပိုင်းကိုတော့ပို့ပြီးတော့မှအားစိုက်ပြီးတော့မှလှုပ်သွားဖို့ရအတွက်လေးရှိတယ်ပေါ့နော်ဆိုတော့ဒီဟာတွေဘယ်လိုလုပ်မလဲဆိုတဲ့စိတ်ကူးထဲမှာရှိတဲ့အရာတွေကိုအခုဒီနေ့ထဲမှာတော့လက်တွေ့အကောင့်ထဲပေါ်ပြီးတော့မှအကောင့်ထဲပေါ်ပြီးတော့တကယ်ပဲအောင်မြင်ခြင်းကိုပေါ့နော်ရရှိအောင်လို့တွားမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ရဲ့ဒီမှာ business ညီမတွေနဲ့တူပဲကျမတို့အလင်းအမြန်ပေါ့နော်ပြလွှတ်ဆိုတော့ကျမတို့ရဲ့အောင်မြင်ခြင်းပန်းတွေကရယူဖို့ရအတွက်အလို့ငါကျမတို့နဲ့တူပဲလက်တွဲပြီးတော့မှစီးပွားရေးလုပ်ငန်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းပဲကျမတို့လက်တွဲသွားဖို့ဆွဲခေါ်သွားဖို့ရအတွက်မိတ်ဆွေတွေအားလုံးကိုလည်းပဲဖိတ်ခေါ်ပါတယ်လို့လည်းပြောချင်ပါတယ်လို့စီးပွားရေးလုပ်ငန်းကိုလုပ်ချင်တဲ့သူတွေအနေနဲ့ကတော့အခြေခံအနေနဲ့ကတော့ positive ပေါ့နော်ကျမတို့အပြုသဘောဆောင်တဲ့စိတ်ဓာတ်လေးတွေကျမတို့ရှိရမယ်ပြီးတော့မှဒီစီးပွားရေးလုပ်ဖို့ဆိုလို့ရှိရင်တော့ကွန်ပျူတာ laptop တွေဖြစ်ဖြစ်အဓိကတော့ wifi ရှိတဲ့နေရာမှာဘယ်နိုင်ငံဘယ်ဒေသမှာမဆိုကျမတို့တွေwifi ချိတ်ဆက်ပြီးတော့မှလှုပ်ဆောင်လို့ရတယ်ဆိုတဲ့အကြောင်းလည်းတည်င်းကောင်းပါချင်တာဖြစ်ပါတယ်လို့ဆိုတော့သူများရဲ့စီးပွားရေးလုပ်ငန်းမှာပဲသူများရဲ့ကုမ္ပဏီဝန်ထမ်းတွေဘဝနေပါပဲကျင့်တတ်မနေဘဲနဲ့ကိုယ်ပိုင်ဘဝကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေကိုယ်ပိုင်အထည်လွတ်လပ်ခွင့်တွေရရှိဖို့ရအတွက်အလို့ငါကျမတို့2026ခုနှစ်မှာကျမတို့တွေကိုယ်ပိုင်ပေါ့နော်ဆိုတော့အကောင့်တွေပေါ်ပြီးတော့မှရယူကြရအောင်လို့လည်းဒီနေရာကနေအလုံးကိုဖိတ်ခေါ်ချင်ပါတယ်လို့ကျေးဇူးတင်တယ်ဒါဆိုလို့ရှင်တော့ကျမတို့ဒီနေ့ရဲ့ topic လေးကတော့2026ခုနှစ်မှာကျမတို့ဘာတွေလုပ်ကြမလဲဆိုတဲ့အရာလေးပြောရင်းနဲ့ခွန်အားပေးတာအရာလေးတွေဖြစ်ပါတယ်digital စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေကျမတို့ရဲ့စီးပွားရေးလုပ်ငန်းကိုလေ့လာနိုင်တယ်ဆိုတဲ့အရာလေးပြောပြချင်တယ်ပြီးတော့မှပေါ့နော်အခုကျမတို့ရဲ့ course နဲ့နောက်ဆုံးအနေနဲ့ဒီစီးပွားရေးလုပ်ငန်းကိုလုပ်ချင်တဲ့သူတွေဆိုတော့မလုပ်ရဘူးကြောက်ရွံ့နေတယ်ပေါ့နော်နှစ်တရာပြောင်းသွားသေးတယ်မမှုမရရှိနေသေးတယ်လူတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီလူတွေအတွက်အပိစကားပြောရင်းနဲ့ပေါ့နော်နှစ်တရဲ့နှုတ်ခွန်းစုမှုကောင်းတောင်းချင်အစီအစဉ်လေးနဲ့ကျမတို့ဒီနေ့ live ကိုအဆုံးသတ်ချင်ပါတယ်လို့ course ကိုအချိန်ပေးချင်ပါတယ်ဟုတ်ကဲ့ပါโอเคကျမတို့ဒီနေ့ကြားတဲ့အတိုင်းပဲပေါ့နော်2026ခုနှစ်မှာအသစ်ပြန်လဲစရအောင်တကယ်ပဲသူတွေစီးပွားရေးကြည့်နေတဲ့ထိုင်ကြည့်နေတဲ့နှစ်ပေါင်း2နှစ်3နှစ်လောက်ထိုင်ကြည့်နေတဲ့သူတွေဆိုရင်လည်းအခုချိန်က action ယူရမယ့်ချိန်ဖြစ်တယ်ကျွန်တော်စီးပွားရေးလုပ်နေတဲ့သူတွေပြင်လည်းကျွန်တော်ပြန်လဲပြီးအားဆိုင်မယ်လို့ကျွန်တော်မျှော်လင့်တဲ့အတိုင်းပဲဒီစီးပွားရေးကတခြားစီးပွားရေးနဲ့ရှင်ဝင်ငွေကောင်းပါတယ်ပြီးတော့မှသူရဲ့ဒီ sell commission ပေါ့နော်သူတို့ပေးတဲ့အရာအရန်ကောင်းတယ်ပြီးတော့မှ license တွေပါစောင့်ပွဲဖြည့်တာတွေပါမရှိဘူးသူတို့က step by step သင်ပေးတယ် training step by step တည်ရဆိုတော့ကို basically ဘာမှ knowledge မရှိတော့မပဲတော့ကောင်းမှုတင်ယူလေ့လာနိုင်တာဖြစ်ပါတယ်လို့တခြားကျမတို့အခုဝင်ငွေရတယ်လို့ရဖို့ဆိုတချို့တော်များ realtor တို့ like insurance ဆိုပါဆိုရင်တကယ် license တွေဖြည့်ရတယ်ဆောင်ပွဲတွေဖြည့်ပြီးတော့မှဝင်ငွေရတဲ့အဆင့်ကိုရတာဖြစ်တယ်ဒီမှာတော့ကျွန်တော်ပြောသလို qualification ဆိုတာပြောသလိုဖြည့်စရာတွေပညာအရေးချင်းတက်စရာမလိုဘူးဆိုရင်မလဲအထင်သေးဖို့တော့မဟုတ်ဘူးတကယ်ပဲကောင်းမွန်ပြီးတော့မှရေရှည်အတွက်တည်ဆောက်ရမယ့်စီးပွားရေးတစ်ခုဖြစ်တယ်ပြီးတော့မှကျွန်တော် retirement income တို့เนาะကျွန်တော်တို့ lifetime bonus တွေအများကြီးသူက program အရန်ကောင်းတယ်တာသမီတွေထီအောင် lesson ကနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်တကယ်ပဲ2026ခုနှစ်မှာ digitally နဲ့စီးပွားရေးလုပ်ချင်တယ်ကိုယ့်ရဲ့အိမ်ကနေပြီးတော့မှကိုယ်ပိုင်စီးပွားရေးတစ်ခုတည်ဆောက်ချင်တယ်လေ့လာနေတယ်ပေါ့နော်ကိုစီးပွားရေးကိုအတွက်ဟုတ်မဟုတ်တင်ယူခြင်းနဲ့ဆိုရင်တော့ဒီစီးပွားရေးကအကောင်းဆုံးဖြစ်မယ်ဖြစ်ပါတယ်ပြီးတော့မှကောင်းတာတစ်ခုကပထမ step အနေနဲ့ free webinar ကြည့်ပြီးလေ့လာလို့ရတယ်အဲ့တခုကအရန်ကောင်းတယ်ဆိုဘာမှ no stress เนาะ no stress nothing so only just register เนาะနာမည်နဲ့ email နဲ့ဒီမှာရှိကျွန်တော် website ဒီမှာ register လုပ်ပြီးတော့မှ webinar ကြည့်ပါเนาะ first step ဖြစ်တယ် webinar ကြည့်လိုက်တဲ့ဆိုရင်သူတို့ကဘာကြောင့်မို့ဒီစီးပွားရေးကလုပ်တင်တာလဲဒီစီးပွားရေး149ချက်$149ပေးလိုက်တယ်ဆိုရင်ဘာတွေပါမလဲပေါ့နော်ဘယ်လို package မျိုးတွေပါမလဲ149ချက်ကိုတစ်ခါတည်းညတိုက်သူတောင်းတာမဟုတ်ဘူး$149ပေးချရပြီဘယ်လို package တွေရနိုင်တယ်ဘယ်လိုအခွင့်အရေးတွေရနိုင်တယ်ဆိုတဲ့အကြောင်းကိုသူတို့အရင်ရှင်းပြမှာဖြစ်တယ် free step မှာနော် free step ရင်လာတာမှာဖြစ်ပါတယ်အဲ့ဒီ webinar ကြည့်ခြင်းအဖြစ်ပေါ့နော်အဲ့ဒီမှာတနားရီခွဲလောက်ကြာမှာဖြစ်တယ်အဲ့ဒီရောက်ကြည့်ပြီးကိုယ့်ဘက်က decide လုပ်ပါအဲ့ဒီ webinar ကိုကြည့်ပြီးတော့$149ပေးချင်တယ်ဆိုရင်တော့အဲ့ဒီ website ကနေပဲတစ်ခါတည်းအောက်မှာ join now ဆိုတဲ့ຢာကိုနှိပ်လိုက်တယ်ဆိုရင်ဒီ package $149 30 days tour ကာလပေါ့နော်စမ်းသက်ကာလကိုပေးမှာဖြစ်ပါတယ်30 days မှာတကယ်လို့ကိုအတွက်အဲ့ဒီ30 days မှာအဲ့ဒီ package ကိုဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ step by step ဘယ်လိုလုပ်ရလဲဆိုတော့ training တွေပါမယ် commission ရတဲ့ type တွေပါမယ် company information တွေပါမယ် everything ချပြမှာဖြစ်ပါတယ်တကယ်လောက်ကန်တဲ့လူတွေရဲ့အကြောင်းတွေ group တွေမှာလည်းကျွန်တော်တို့စပြီးတော့မှ introduce လုပ်မှာဖြစ်ပါတယ်အရန်ကိုတန်တယ်အရန်ကိုလေ့လာရမယ်အခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်အခု tour ကာလပေးတဲ့မပြောတတ်ဘူးဒီနှစ်ပိုင်းမှာ
တို့ track ကားလည်းပိတ်နိုင်မယ်ဆိုတော့အခွင့်ရတဲ့အချိန်မှာယူကြပါ30 days မှာ 100% money back warranty ဖြစ်တယ်အဲ့ဒီရက်30အတွင်းမှာကိုယ်ဆုံးမချက်ချနိုင်တဲ့ရှေ့ဆက်သွားမလား refund ပြန်တောင်းမလားပေါ့နော်အဲ့တော့ဘာမှစိတ်ပူစရာမလိုကြောက်စရာလည်းမလိုပါဘူး 100% refund back ပြန်ပေးပါတယ်အဲ့တော့စမ်းသက်လေ့လာကြည့်ပါ2026ခုနှစ်မှာ digital လေးကအရန်ကိုခစ်ကတိုးတက်နေတာဖြစ်တဲ့ AI လေးအရန်တိုးတက်နေတယ်အခုဆိုစာအုပ်တွေပါဆိုရင်ညီမတို့လည်းကုန်ပြန်လို့ရတယ်နားမလဲတာဘာမှမရှိတော့ဘူးအင်္ဂလိပ်စကားတွေ 100% ကျွမ်းစရာမလိုတော့ဘူးเนาะကိုကကွန်ပျူတာကောင်းလေးကင်တက်တဲ့ AI တွေတဘောပေါက်လာတဲ့ technology ကိုတဘောပေါက်လာတဲ့ဆိုရင်တမွေးဝမ်းကြောင်းရှာဖို့အရန်လွယ်သွားပြီဖြစ်တယ်ကြောက်ဖို့မဟုတ်တော့အခုချိန်ဒီ online world ကြီးကိုကြောက်နေတုံးပဲဆိုရင်တော့အလေအညိုင်းနဲ့ပုံမိမှာပိုကြောက်တဲ့သူကပုံမိတယ်เนาะကြောက်လွန်းလို့သူတို့ပတ်စံပေးတဲ့ဟာကိုယွန်းနဲ့အခုဆိုရင်ဟုတ်တယ်ကြားဖြန့်လည်းရမ်းမြတတိတော့ထားရပါမယ်ဒီစီးပွားကလောကကြားပြတ်မို့ကျွန်တော်တို့ကိုယ်တိုင်ကကိုယ့်ရဲ့ယုံနဲ့ကိုယ့်ရဲ့ပုံနဲ့ကျွန်တော်တို့တည်တည်ကြိုင်လုပ်သလိုတကယ်တည်းလုတ်ကင်ပြီးတော့မှတကယ် action ယူတဲ့သူတွေကိုကျွန်တော်တို့ကိုယ်တိုင်က take care လုပ်တယ်အခုဒီလက်တွဲနေတဲ့သူတွေအများကြီးရှိတယ်တခါမှအလိန်ခံရတာဘာမှမရှိဘူး refund ပြန်မရတာဘယ်မှမရှိပါဘူးကျွန်တော်တို့က legitimate ဒီ US เนาะ Canada base เนาะစီးပွားဖြစ်ပါတရုတ် base မဟုတ်ပါဘူးလို့ပြောချင်တယ်အဲ့ဒီတော့ယုံကြည်စိတ်ချစွာနဲ့ကျွန်တော်တို့ရှိမှာမေးချင်တဲ့မိကွန်းလေးတေချာလာမေးလို့ရပါတယ်ကျမတို့ ਨੇ တွေ့ချင်တဲ့ဆိုရင်အိမ်ဒီလာလဲလို့ရပါတယ်လို့လည်းပြောချင်တယ်เนาะဘာမှကြောက်စရာမလိုဘူး online work မှာတကယ်စီးပွားလုပ်ချင်တဲ့ဆိုရင်ကျွန်တော်တို့ကကြိုးဆိုတယ်လက်ကမ်းနဲ့ step by step training သွားတဲ့အခါမှာလည်းကျွန်တော်မြန်မာ community မြန်မာ business partner တွေကနေပြီးတော့မှ step by step ကိုယ့်ရဲ့ mentor တွေကနေကူညီတော့မှာဖြစ်ပါတယ်အဲ့အတွက်အောင်မြင်တဲ့စီးပွားရေးကို2026ခုနှစ်မှာအစားပြုဖို့နှစ်သစ်မှာပဲ action ယူကြဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး God bless you ပါပိတ်တာ